ကျေးဇူးပြုပေးမိတရားမိုးရေပမာစုဆောင်ပါဘာပမာပါလဲတရားမောမိတရားပိုင်ရှင်ဖြစ်သောဘုရားရှင်ကိုချီးကိုးကြမယ်ဂုဏ်တော်ကိုပါဘုရားဂုဏ်တော်ကိုပါပါဠိရကြလားအားလုံးဥစဉ်နဲ့တကွသုံးခေါက်ညီညီညာညာဘုရားဂုဏ်တော်ကိုပါပါဠိဆိုကြမယ်ဣတိပိသောဘဂဝါဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတရတိတထာဒေဝမနောတနံဗုဒ္ဓောဘဂဝါဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇံစရဏတမ္ပနောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတရတိတထာဒေဝမနောတနံဗုဒ္ဓောဘဂဝါဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇံစရဏတမ္ပနောဒုက္ခတောလောကဝိတုတထာဒေဝမနောတနံဗုဒ္ဓောဘဂဝါဧဝနဝါဟိကုမေလောကမိကိတ္တိဗျာပိတံအန္တုလံဓမ္မရာဇာနံဝန္ဒာမိတိတာရယံဧဝနဝါဟိကုနေယရန္တာဇာလာတိကိုပန်သောဂုဏ်တော်ပေါင်းတို့နှင့်လောကမိဘဝေဆုံးအောင်ဘုံတော်ဆောင်၌ကိတ္တိဗျာပိတံသိမ့်သိမ့်တုံကပတင်ဓမ္မနသကြောစားတော်မူတတ်သောအတုလံသီလကောင်းတိတမာတိဖြင့်ကြည်ပြီးပညာလွန်ကဲ့သာ၍ပြိုင်လာနိုင်သူတဆူလည်းရှိတော်မမူထသောဓမ္မရာဇာနံသုံးဘုမကိုင်သုံးတိန်တရဏဘုသုံးလူသင်္ချေဓမ္မယေထွက်ထရှင်တော်မြတ်ဘုရားကိုတာရယံလေးမြတ်ကြီးညိုယုတ်သေးခြင်းရှိသည်ဖြစ်၍ဒီလေဩအစ္စလိနှုတ်တရှိလျက်ရွှင်ကြည်မနောသုံးပါးသောကံတို့ဖြင့်ဝန္ဒာမိဂုဏတော်ထုံမံပုံတော်မလည်းရဲ့ရှိမွန်တော်ပနာပနာညကျွန်းလက်စိုးမို့၍ရှိကိုပါဤမြတ်စွာဘုရားမြတ်စွာဘုရားကဲအစဉ်ပြေတယ်လို့ထိုင်တရားအနေငယ်နှလုံးသွင်းကြမယ်တရားကောင်းစီကပါလေမိုးရေပမာစုဆောင်ပါအခုဝါဆိုလာပြည့်နေမှာမြောက်ဥစ္စာတော်ဘုရားကြီးရဲ့ဘုံရိပ်ကံရည်မေတ္တာရိပ်တို့ကိုခိုးလုံးပြီးတော့စာပေသင်ကြားနေကြတဲ့ယဟန်သာမဏေတရားဓမ္မကျင့်သုံးနေကြတဲ့အန်ထုံးနေကြတဲ့ယဟန်တော်တွေဒီပရိယတ္တိဝန်ဆောင်ယဟန်တွေပฏิပတ်တိဝန်ဆောင်ယဟန်တော်တို့ရဲ့သူတို့တန်တန်ထဲမှာရှိနေတဲ့တန်ခဂုံကိုအာယုံပြု၍ဒီနေ့တန်တရားဆွေတော်မျိုးတော်များတို့ကဝါဆိုလာပြည့်နေ့မှာတန်ခါအပါ250အတွက်ကိုယ်စွမ်းနိုင်သလောက်ဝါဆိုသင်္ကန်းလှူဒန်းကြခြင်းတရင်သီလစောင့်တည်နေကြခြင်းဝိပဿနာတရားကိုအားထုတ်နေကြခြင်းတည်းဟုသောကုသိုလ်ကောင်းမှုကိုမိမိရဲ့ဘဝမိမိရဲ့ခန္ဓာထဲမှာစီပူပြီးတော့နေကြခြင်းဖြစ်တယ်။ဘာအတွက်ကြောင့်များငါတို့ဟာဒါနကုသိုလ်တွေသီလကုသိုလ်တွေ
ဘာဝနာကုသိုလ်ဒီကုသိုလ်ကောင်းမှုတွေကိုငါတို့ဘာအတွက်ကြောင့်များလုံးနေကြသလဲလို့ကိုပြန်လဲဆင်ခြင်သုံးသပ်ကြည့်လိုက်ပြန်တော့လည်းပဲဣဒမောတတိယခုပြစ္ဆုတ်ပံရရှိနေတဲ့ဘဝခန္ဓာကြီးအေးချမ်းဖြစ်စေဖို့မွေးလျော်စွာဖြစ်စေနိုင်တဲ့ချမ်းသာခြင်းတရားမျိုးကိုရရှိစေဖို့ပစ္စမောတတိအကယ်၍ယခုဘဝနိဗ္ဗာန်ကိုမြင်မှမပြုရသေးရင်တမလွန်ဘဝမှာပစ္စမောတတိရှမ်းသာသာဖြစ်စေဖို့အတွက်ကုသိုလ်ကိုစီပူနေကြတယ်အားထုတ်နေကြခြင်းဖြစ်တယ်ပြစ္ဆုတ်ပံယခုဘဝလည်းရှမ်းသာဖို့တန်တရားမှာတကယ်အကယ်၍ကျင်လည်ရလျင်လည်းပဲတမလွန်ဘဝဟာလည်းရှမ်းသာဖို့ဒီအတွက်ပဲတို့အမျိုးတွေဟာဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေကိုအားထုတ်နေကြခြင်းမဟုတ်ဘူးလားဟုတ်လားဘဝမှာကိုယ်ဘဝကောင်းစားရေးဟာအရေးအကြီးဆုံးပဲဘု து ဘဝကောင်းစားရေးဒီစကားကိုလူကြားထဲမှာရက်ွက်ထဲမှာလူတွေရှိများနေတဲ့နေရာထဲမှာသွားပြောရင်တော့အတ္တဆန်လိုက်တာတကောကောင်းဆန်လိုက်တာဒီလိုတွေးเสียဖြစ်တတ်တယ်ကိုယ်ဘဝကောင်းစားရေးအတွက်ဘု து ကိုယ်တိုင်အလုံးလုံးနေကြလူကြားထဲမှာလူတွေကြားထဲမှာဒီစကားသွားသုံးရင်တော့ဘဝမှာအရေးကြီးဆုံးဟာငါဘဝကောင်းစားရေးဆိုရင်လူတွေမကြိုက်တာများတယ်အတ္တကြီးလိုက်တာမာနတွေကြီးလိုက်တာတကူကောင်းတွေဆန်လိုက်တာလို့တွေးเสียဖြစ်တတ်တယ်တေချာတွေးကြည့်ပြန်တော့လည်းပဲယခုတို့မျိုးတွေမိမိရွှေနေစာတဲကထုံထုတ်ပြီးဒါနတွေပြုကြကိုယ်ခန္ဓာကိုယ်ကြီးကိုအမိပြုပြီးတော့သီလတွေစောင့်တည်ကြဒီခန္ဓာကိုယ်ကြီးထဲမှာဖြစ်ခြင်းပြစ်ခြင်းဆိုတဲ့တရားနှစ်ပါးကိုဉာဏ်နဲ့ကွင်းကွက်မြင်နိုင်အောင်ကြိုးစားအားထုတ်နေကြတယ်ဘု து အတွက်အလုံးလုံးနေကြဘု து ရှမ်းသာဖို့ဒါဆိုရင်ဘဝမှာအရေးအကြီးဆုံးဒီဘု து ဘဝကောင်းစားရေးအိုခြင်းမကင်နာခြင်းမကင်သေခြင်းမကင်တဲ့ဒီခန္ဓာကိုရထားတဲ့ကိုယ်တွေဘဝမဖြစ်ချင်တာတွေအဖြစ်များနေတဲ့ဒီဘဝတေတေရှာရှာဂနနတွေးကြည့်ရင်တနာစရာမကောင်းဘူးလားကောင်းလားအိုခြင်းကင်းရဲ့လားနာခြင်းကင်းရဲ့လားသေခြင်းကိုအဲ့ဒီအိုခြင်းနာခြင်းသေခြင်းမကင်းတဲ့ဒီခန္ဓာကြီးကိုရထားကိုယ်စိတ်ထဲမှာကိုယ်ဘဝထဲမှာဖြစ်ချင်တာတွေနေပြီးဖြစ်တာနေပြီးမဖြစ်ချင်တာတွေအဖြစ်များနေတဲ့ဒီဘဝကြီးဟာတကယ်တော့တနာเสียမကောင်းဘူးလားကောင်းလားလူဘဝလူလောကတဲကိုရောက်ချီလာပြီဆိုရင်လူတတမကြီး၄ယောက်ဟာကိုတို့ကိုအမြဲတမ်းအနာကရှိပြီးတော့စောင့်ကြည့်နေပထမဇာတိဆိုတဲ့လူတတမတဲ့သူကတော့မြူဆွဲတတ်တယ်တကွင်းကိုရအောင်ခေါ်တတ်တဲ့လူတတမကြီးဒီဇာတိဆိုတဲ့လူတတမကလူပြည်ဟာကောင်းတယ်ကွယ်ကုသိုလ်မျိုးစုံပြုလုပ်လို့ရတယ်ဆိုပြီးမြူးဆွဲနတ်ပြည်ဟာကွာလူပြည်လိုအလုံးလုံးเสียအလုံးတွေရှုပ်ထွေးเสียမရှိဘူးအေးလူချမ်းသာသာနေလို့ရတယ်ကွယ်ဆိုပြီးတော့ဇာတိဆိုတဲ့လူတတမကတတ်ကွင်းကိုမြူးဆွဲပြီးခေါ်တယ်ဗျာမပြည်ဗျာမလောကကြပြန်တော့လဲကွာအစံချမ်းသာလေးတွေနဲ့ကောင်းကောင်းမွန်မွန်နေလို့ရတယ်တတန်းရှိနေလို့ရ30ပုံဒီဟုသောတတ်ကွင်းတဲကိုစာတိဆိုတဲ့လူတတမကညူဆွဲပြီးတော့ခေါ်ထုတ်လာတဲ့အခါတရားဟောတဲ့ပုဂ္ဂိုလ်တရားနာတဲ့ပုဂ္ဂိုလ်ဟာဒီ30ပုံထဲမှာရှိတဲ့လူပုံထဲမှာလူလာမဖြစ်ကြဘူးလားဖြစ်ကြလား
တကွင်းတဲကိုအထုတ်ခံရတာဆွဲခေါ်ခံရတာဘသူကမြူဆွဲလို့ဇန္တိကမြူဆွဲလိုက်တော့တကွင်းတဲတော့ရောက်ရှိနေကြပြီတစ်နှစ်ကနှစ်နှစ်အရွယ်10နှစ်က20 20က30 40တဖြည်းဖြည်းနဲ့ဒီခန္ဓာကြီးဟာရင်ပြီးတော့လာတယ်အိုပြီးတော့လာတယ်ဇန္တိကတော့မြူဆွဲပြီးတော့ခေါ်လာလိုက်တာတကွင်းတဲကိုဒီတကွင်းတဲကိုရောက်တဲ့အခါမှာစရာဆိုတဲ့လူတသမားကြီးကစောင့်ပြီးတော့ကိုယ်တွေကိုမျက်စိတွေမှုံလာအောင်ရိုက်နှက်တယ်နားတွေထိုင်လာအောင်ရိုက်နှက်တယ်ဖြူနေအမဲနေတဲ့သပင်တွေဖြူလာအောင်ရိုက်နှက်တယ်တင်းနေတဲ့အသားလေးတွေတွန့်လာအောင်ရိုက်နှက်တယ်တပြေးပြေးနဲ့ခန္ဓာကိုယ်တုံချီသွားလို့လာလို့မကောင်းအောင်ရိုက်နှက်တာမျိုးတကွင်းတဲကိုတရားဟောနေတဲ့ပုဂ္ဂိုလ်တရားနာနေတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဒီတကွင်းတဲကိုရောက်ရှိနေကြတပြေးပြေးနဲ့ဒုတထွေအသက်မကြီးလာဘူးလားကြီးလာလားငယ်စဉ်တောင်ကြီးကလေးဘွားကားလို့သွားလို့လာလို့တွတ်လက်ကောရှိလားဆရာဆိုတဲ့လူတက်ကောင်ကြီးကကိုယ်တွေကိုတက်ကွင်းထဲမှာနှိပ်စက်နေတာဗျာအဲ့လိုနှိပ်စက်ပြီးတော့မှသပင်တွေကလည်းဖြူလာမယ်နားတွေကလည်းထိုင်လာမယ်တပြေးပြေးနဲ့မျက်စိတွေကလည်းမှုံဝါပြီးတော့လာပြီးတော့သွားလို့လာလို့အစင်မပြေတော့တဲ့အချိန်မပြေးနိုင်တော့တဲ့အချိန်မှာဗျံတိဆိုတဲ့လူတက်ကောင်ကြီးကအတင်းအာရမဆွဲစီးပြီးတော့မှရိုက်နှက်တတ်လိုက်တာအိယာပေါ်မှာဘုံလဲစေယုံပေါ်မှာလဲစိတ်သွားတိုင်းကိုမပါနိုင်တဲ့ဘဝရောက်တယ်အိယာပေါ်မှာလဲပြီးတော့အရင်လိုသွားခြင်းတယ်သွားလို့မရတော့ဘူးခန္ဓာကြီးကအမတန်ယိုယွင်းသွားပြီနာကျင်နေပြီအဲ့ဒီဗျံတိဆိုတဲ့လူသားသမားကြီးဟာကိုယ့်ရဲ့ဘဝကိုတဖြည်းဖြည်းပြေးလို့မရလှုပ်လို့မရအပေါ်ကခွစည်းပြီးတော့ရိုက်နှက်တက်တတ်နေတယ်လို့ပဲအိယာပေါ်မှာဘုံလဲပြီးတော့မှနေရတဲ့ပုံကိုယ်တွေလူလောကကြီးထဲမှာမရှိဘူးလားရှိလားဘုန်းကြီးကျောင်းကိုသွားခြင်းတယ်မသွားနိုင်တော့ဘူးကိုယ့်ရဲ့သားသမီးတွေနဲ့ခရီးသွားခြင်းနဲ့မသွားနိုင်တော့ဘူးဘသူကတတ်နေတာဗျာတိတဲ့ဗျာတိကတတ်နေအဲ့လိုသူကတတ်ပြီးလို့ဝါပြီဟေးဆိုလို့ရှိရင်နောက်ဆုံးမရဏဒီဟုသောလူတတ်သမားကကိုယ်တွေကိုဘဝဆက်မသိမ့်ပေဘူးလားသိမ့်ပေလားတဘဝတရဏအောင်သူလှုပ်ပေးလိုက်တဲ့အခါမှာမခွဲခြင်းလဲခွဲရတယ်မပြန်ခြင်းလဲပြန်ရတယ်ဘသူလှုပ်တဲ့ကံတရားတွေကိုယူပြီးတော့အဲ့ဒါကြောင့်ဇန္တိကမြူဆွဲဇရာကနှိပ်စက်မရဏကနှိပ်စက်နဲ့နောက်ဆုံးဗျာတိကနှိပ်စက်နဲ့နောက်ဆုံးမရဏနှိပ်စက်လိုက်တော့ဒီဘဝလေးတခန့်ရပ်သွားပြန်အဲ့ဒါကြောင့်အိုခြင်းတွေနာခြင်းတွေသေခြင်းတွေမကင်းတဲ့ဒီခန္ဓာကိုယ်ကြီးကိုရရှိထားတဲ့ဘဝမဖြစ်ရှင်တာတွေအဖြစ်များနေတဲ့ကိုယ်ဘဝဟာအမျိုးတွေတနာเสียမကောင်းဘူးလားကောင်းလားကိုတနာရမှန်သိရင်ကောင်းတာတွေကိုမလုပ်ရမှလားလုပ်ရမှလားကိုတနာကကိုအတရားကိုခင်ဘသူတရားကိုတနာကကိုတရားကိုခင်ကိုအမှားကိုပြင်းကိုပင်ကိုရှက်ကိုအရေးမှာကိုကောင်းရာကိုချမ်းသာကိုနှိပ်ပြီးကိုရှာတဲ့ကိုတဏှာရမှန်သိရမယ်တဏှာတတ်တဲ့ပုဂ္ဂိုလ်ဟာငါမှာဘာရှိတယ်ငါကဘာမို့လို့ငါဘလောက်ပြည့်စုံတယ်သူကဘာမို့လို့ဒီအတွေ့မရှိဘူးသူလည်းပဲမတာကိုလည်းပဲမတာပဲဒါထက်ပိုတာရှိလား
ကိုကိုတဏှာရမှမသိတဲ့ပုဂ္ဂိုလ်တွေကတော့သူကဘာမို့လို့ငါကဘာမို့လို့သူကဘလောက်ရှိတယ်ငါကဘလောက်တတ်တယ်ဒါတွေနဲ့ဂုံယူဝင်ကြွားပြီးတော့နေလိုက်တာကိုတဏှာရမှမသိဘူးဖြစ်နေကြသူလည်းပဲမတာကိုလည်းပဲမတာဒါထက်ထူရှားတာရှိလားအဲ့ဒါကြောင့်ကိုတဏှာရင်တဲ့ကိုတရားကိုခင်ရမယ်။အိုခြင်းမကင်နာခြင်းမကင်သေခြင်းမကင်တဲ့မိမိဘဝကြီးကိုတဏှာတတ်တဲ့ပုဂ္ဂိုလ်ဟာဒါနကောင်းမှုတွေကိုလုပ်တယ်သီလကောင်းမှုတွေကိုလုပ်တယ်ဘာဝနာကောင်းမှုတွေကိုလုပ်တယ်ဒီလုံးလိုက်တဲ့ကံကောင်းတဲ့ကံတရားတွေအပေါ်မှာကိုကခင်မင်ဖြစ်အောင်ပေါင်းသင်းတယ်စိမ့်ကာမနေဘူးကုသိုလ်ကံတရားတွေကိုစိမ့်ကာဝေးရှောင်မနေပဲနဲ့ရင်းနီးပေါင်းတယ်လူတွေကိုတော့စိမ့်ကြည့်ရင်စိမ့်လိုက်ပေါ့ကုသိုလ်ကံတရားတွေကိုတော့မစိမ့်လိုက်ပါနဲ့ဟုတ်လားစိမ့်ကားသွားလို့ရှိရင်ကိုအလိုရှိတဲ့အခါကိုသူကကူညီဖို့မလွယ်ဘူးလောကလူဖြစ်စဉ်တွေမှာလည်းဒီအတိုင်းပဲကိုခင်နဲ့မင်တဲ့သူတွေတခုခုဖြစ်ရင်ကိုစိတ်ကစိတ်မကောင်းနေဖြစ်တယ်တဏှာတဲ့ဖိမပေးခြင်းတယ်ဒါဘာကြောင့်လဲခင်ကြလို့မင်ကြလို့ဖြစ်တယ်တရားလည်းဒီတိုင်းပဲအမျိုးတို့ရဲ့ဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုတွေကိုကိုကသစိမ့်ဆန်ဆန်မထားရဘူးကိုပတ်ဝန်းကျင်ကိုစိမ့်ခြင်းရင်စိမ့်နေလိုက်တိုးတော့ကိုဘဝထဲမှာကိမ့်မဲ့ကုသိုလ်တရားကိုကိုမစိမ့်ကားနဲ့သဘောပေါက်ရလားစာသင်သားတရားဟာစာမကျစ်ပဲနေရင်စောင်းဝဲဖြစ်တဲ့အခါအဲ့ဒီစာကရပါမလားဘာကြောင့်လဲဆိုတော့စာကိုစိမ့်ကားထားလို့စာကိုခင်မင်မပေါင်းသင်းထားလို့ကိုအလိုရှိတဲ့အခါသူကကိုကူညီရဲ့လားထိုနည်းတူစွာပဲတို့ရဲ့ဘဝတို့ရဲ့ခန္ဓာထဲမှာလည်းပဲကုသိုလ်ကံတရားလေးတွေကိုရင်းနီးခင်မင်ပေါင်းထားဖို့လိုအပ်တယ်တံပိသန္တံကရိယာထတံပိတဲ့ထိုကုသိုလ်ကောင်းမှုတို့ရဲ့အပေါ်မှာသန္တံရှက်ခင်ခြင်းနှစ်သက်ခြင်းအားထုတ်ခြင်းကိုကရိယာထပြုရမယ်တခါတည်းမဟုတ်ဘူးတဲ့ပုဏ္ဏအဖန်ထပဲဒါကြောင့်မိမိကိုတကယ်တဏှာရမှန်သိတဲ့ပုဂ္ဂိုလ်ဟာဒါနသီလဘာဝနာဒီဟုသောကိုယ်ပိုင်တရားကိုခင်မင်ပေါင်းသင်းတတ်ဖို့လိုအပ်တယ်ဒီတရားတွေအပေါ်မှာခင်မင်ပြီးတော့ခဏအာထုတ်ဖို့ပြုလုပ်ဖို့လိုအပ်ပါတယ်ဒီလိုကိုတရားကိုခင်လာတဲ့ပုဂ္ဂိုလ်ဟာကိုအမှားကိုလည်းပဲကိုမြင်လာတတ်တယ်ဘသူရဲ့အမှားလူအများစုကကိုအမှားတဲ့သူများအမှားကိုမမြင်ကြဘူးလားကိုအမှားကိုတော့ကိုမင်းနေတယ်ဟိုသူကဘာဖြစ်တယ်ဒီသူကဘာဖြစ်နေတယ်ဟိုသူကအကျင့်မကောင်းဒီသူကအကျင့်ကောင်းစသည်ဖြင့်ဝေဖန်ရေးတွေလုံးနေလိုက်တာဘုရားရှင်ကတော့သူများကိုမပြောနဲ့အတ္တနံသောထရထနာကိုဘဝကိုသောတကတဲ့ကိုမှာကုသိုလ်တွေများနေလားနည်းနေလားအကုသိုလ်တွေများနေလားနည်းနေလားအကုသိုလ်တွေများရင်ပို့ပြီးတော့တဖြည်းဖြည်းရောလာအောင်ကုသိုလ်ကောင်းမှုတွေပို့ပြီးလုံးမယ်ကိုအမြဲတမ်းသောတကတက်မယ်စူးစမ်းဆင်ခြင်မှုတွေပြုလုပ်မယ်လောကမှာမမားတဲ့ပုဂ္ဂိုလ်မရှိဘူးအများအနေတော့မှားခဲ့ကြတယ်တိုးတော့အရွယ်တခုကိုရောက်လာကြပြီဟေးဆိုလို့ရှိရင်အတ္တနံသောတယထနာသူတစ်ပါးကိုသောတကမတက်နဲ့ကိုဘဝကိုသောတကတက်မေခွန်းထုတ်စူးစမ်းဆင်ခြင်မှုပြုလို့အတ္တနံဂရဟိတောသူတစ်ပါးကိုဘာဖြစ်တယ်ညာဖြစ်တယ်ရှုံးချကဲ့ရဲ့မှုကိုမလုံးနဲ့
အိုနာသေးမကင်းတဲ့မိမိဘဝမိမိခန္ဓာထဲမှာမိမိကုသိုလ်တွေဘလောက်စုဆောင်ထားပြီလဲစုဆောင်မှုအားနည်းနေတဲ့ကိုယ့်ရဲ့ဘဝကိုကိုယ်တိုင်ကဲ့ရဲ့နိုင်အောင်လို့သဘောပေါက်ရဲ့လားအတ္တနံသောတယထာနံသူတစ်ပါးကိုသောတကတရားမှလားကိုကိုသောတကတရားမှလားအတ္တနံဂရဟိတဝသူတစ်ပါးကိုကဲ့ရဲ့ရမှလားကိုကိုကဲ့ရဲ့ရမှလားအဲ့ဒါကြောင့်ကိုတဏှာကကိုတရားကိုခင်ကိုအမှားကိုမြင်တဲ့ဘသူရဲ့အမှားကိုရဲ့အမှားကိုမမြင်နိုင်ရင်တော့လောကမှာလည်းလူဖြစ်ရှုံးတယ်လောကုတ်မှာလည်းမဖို့ဆုံးကြုံပါတယ်ဟုတ်လားမနုဿလူတို့မှနေထွက်ကရှာပွဲနေဝင်းတော့ရောက်ခဲ့ပဲကုသိုလ်နေအကုသိုလ်ဘေယာကပုတိဟုညင်တယ်မတိချသွင်းထိုစိတ်မရှိနိုင်ခဲ့လည်းလောကတွင်လူမဟုတ်လောကုတ်တွင်မဖို့ဆုံးလူရုပ်ပြောက်ဆုံးလူတွေဟာနေထွက်ကနေဝင်အလုပ်တွေလုပ်ကြကိုယ့်ရဲ့ဘဝထဲမှာကုသိုလ်ကဘလောက်များတယ်အကုသိုလ်ကဘလောက်များတယ်လို့တဏိတာစည်ရှင်တန်းကိုမထုတ်နိုင်ရင်တော့ဖြင့်လူလောကအလယ်မှာလူလို့မခေါ်ထိုက်ဘူးလောကုတ္တရာနေပယ်မှာလည်းမရှမ်းသာဖို့ချမ်းသာနိဗ္ဗာန်ရှမ်းသာကိုဆုံးချုံရတယ်အဲ့လိုလောကမှာလည်းလူမဟုတ်လောကုတ္တရာမှာလည်းမဖို့ကိုဆုံးချုံရရင်အဲ့ဒီလူဟာလူရုပ်ပျောက်ဆုံးသွားတာပဲသဘောပေါက်ရဲ့လားဒါကြောင့်ဘသူရဲ့အမှားကိုမြင်ရမယ်ကိုအမှားကိုမြင်တဲ့ပုဂ္ဂိုလ်ဒီကိုကောင်းရာတွေလုပ်ဖို့မတိုက်တွန်းရမှာလားတိုက်တွန်းရမှာလားကိုတဏှာကကိုတရားကိုခင်ကိုအမှားကိုပြင်ကိုပင်ကိုရှစ်တဲ့သူတစ်ပါးကိုရှေ့ရမှာလားကိုရှေ့ရမှာလားကိုရှစ်တဲ့ပုဂ္ဂိုလ်သည်တဲ့ကိုဘဝကိုဒုက္ခတွင်တဲကိုမဆွဲချဘူးတကယ်ရှစ်တဲ့ပုဂ္ဂိုလ်ကောင်းတာလေးတွေလုပ်ပြီးတော့ကိုဘဝကိုကဲတင်နေတယ်ရှစ်တယ်လို့ပြောပြီးတော့မှမကောင်းတာတွေလုပ်နေမယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာကိုယ့်ရဲ့ဘဝကိုဒုက္ခတွင်တဲကိုဆွဲသွင်းနေခြင်းဖြစ်တယ်တကယ်ရှစ်တဲ့ပုဂ္ဂိုလ်ဟာကိုယ့်ဘဝကိုဒုက္ခတွင်တဲကိုမဆွဲထည့်ဘူးကိုယ့်ဘဝထဲမှာကာယကံလောင်စာတွေဝစီကံလောင်စာတွေမနောကံလောင်စာတွေကိုမစုဆောင်ဘူးအဲ့ဒီအကုသိုလ်လောင်စာတွေကိုစုဆောင်လို့ရှိရင်တော့ကိုယ်ဘဝထဲမှာမီးတွေမလောင်နိုင်ဘူးလားလောင်နိုင်လားလောင်နိုင်တယ်မိစ္ဆတပါမျိုးစုံလောင်နိုင်တာပဲဒါကြောင့်ကိုတကယ်ရှိတဲ့ပုဂ္ဂိုလ်ဒီကိုယ်ဘဝကိုဒုက္ခတွင်တယ်မဆွဲထဲတယ်လို့ကိုယ်ဘဝထဲမှာလည်းပဲအကုသိုလ်လောင်စာတွေကိုမစုဆောင်ပါဘူးအန္တနင်းစေပိယံဇညာနန္နံပါပေနတန်ယုတ်စေကိုတကယ်ရှိတယ်လို့သိရင်မကောင်းတာတွေနဲ့မရှင်တန်ရဘူးတခါတော့ကကောသလမင်းကြီးဖျားရှင်ကိုလျှောက်ထားအရှင်ဘုရားတဲ့တပည့်တော်တွေးနေတဲ့အတွေးလေးတစ်ခုရှိလောကမှာလူတွေဟာသူတစ်ပါးကိုဘလို့ပဲပြောမိမိကိုယ်အချက်ဆုံးလို့ပြောနေကြပါသို့တော်လည်းပဲမိမိကိုယ်တကယ်ရှိတဲ့ပုဂ္ဂိုလ်တွေမကောင်းတဲ့ကာယကံတွေကိုကျူးလွန်နေမယ်မကောင်းတဲ့ဝစီကံတွေပြောဆိုနေမယ်မကောင်းတဲ့မနောကံတွေနဲ့ကြံစည်နေမယ်ဆိုလို့ရှိဒီပုဂ္ဂိုလ်ဟာမိမိကိုရှေ့ရမရောက်ဘူးမရှက်အပ်တဲ့ပုဂ္ဂိုလ်ဟာမရှက်မနဲ့သောသူဤအကျိုးငှာပြုလို့အပ်တဲ့အမှုမျိုးကိုမိမိအကျိုးငှာမိမိကိုယ်တိုင်လုပ်နေခြင်းကြောင့်ပဲသဘောပေါက်ရဲ့လားအမျိုးတွေကိုမသိတဲ့ပုဂ္ဂိုလ်ကိုမရှက်မနဲ့တဲ့ပုဂ္ဂိုလ်တွေကိုကောင်းကျိုးလုပ်ပေးဖို့ဆိုတာခက်ခဲတယ်မကောင်းတာပြောဖို့ကလွယ်ကူတယ်
ကိုမရှိမနဲ့တဲ့ပုဂ္ဂိုလ်တွေကိုမကောင်းတာပြောဖို့လွယ်တယ်မကောင်းတာကြံဖို့လွယ်တယ်အဲ့လိုကိုမုန်းတီးနေတဲ့ပုဂ္ဂိုလ်ကိုကမုန်းတီးရခြင်းတွေကိုလုံနေတယ်လို့ပဲမိမိအကျိုးငါလည်းပဲဒီပုဂ္ဂိုလ်ဟာမကောင်းတာတွေလုံနေခြင်းဖြစ်တယ်မရှိမနဲ့တဲ့အပ်သောပုဂ္ဂိုလ်သည်မရှိမနဲ့တဲ့အပ်သောသူဤအကျိုးငါပြုလုပ်တဲ့အရာတွေကိုတဲ့မိမိအကျိုးငါမိမိကိုယ်တိုင်လုံနေခြင်းအတွက်ဒီပုဂ္ဂိုလ်ဟာကိုယ့်ကိုရှေ့ရမရောက်ဘူးတချို့သောပုဂ္ဂိုလ်တွေဖျားကိုမရှက်ဘူးငါသိမ့်မုန်းတယ်လို့ဘလောက်ပဲပြောကာယကံကောင်းမှုတွေကိုလုပ်တယ်ဝစီကံကုသိုလ်တွေကိုလည်းပဲပြောဆိုတယ်မနောကံကုသိုလ်တွေလည်းကြံစီတယ်ဖျားဒီပုဂ္ဂိုလ်ဟာရှက်အပ်သောသူဟာရှက်အပ်သောသူဤအကျိုးကိုပြုလုပ်အပ်သောအမှုမျိုးကိုမိမိအကျိုးငါကိုယ်တိုင်ပြုလုပ်ခြင်းပင်ဖြစ်တယ်လောကမှာကိုရှက်အပ်ခင်အပ်တဲ့ပုဂ္ဂိုလ်တွေတခုခုအခက်တွေးပြီးဆိုရင်ကိုကဖေးမပေးတယ်ခူညီပေးတယ်အကြံရောညံရောလှုပ်အားရောဒီလိုကိုရှက်ခင်အပ်တဲ့ပုဂ္ဂိုလ်ရဲ့ကောင်းကျိုးအတွက်ကိုယ်တွေလှုပ်ပေးနေတယ်လို့ပဲကာယကံရှင်ပုဂ္ဂိုလ်ဟာမိမိအကျိုးကိုမိမိကိုယ်တိုင်ပဲပြုလုပ်နေခြင်းဖြစ်တယ်ကောင်းတာကိုလုပ်ရင်တော့ဒါကိုရှေ့ရရောက်တယ်မကောင်းတာကိုလုပ်နေရင်တော့ကိုမုန်းရရောက်တယ်ဖေဟာလို့ရှောက်ထားတယ်လို့ပဲကိုတကယ်ရှင်းတဲ့ပုဂ္ဂိုလ်ဒီကိုဘဝထဲမှာအကုသိုလ်လောင်စာတွေကိုမထည့်ထားမိဖို့လိုအပ်တယ်သဘောပေါက်ရဲ့လားဘာလောင်စာတွေပါလဲအကုသိုလ်လောင်စာတွေကိုမထည့်ထားမိဖို့လိုအပ်တယ်အဲ့ဒါမှကိုတကယ်ရှင်းတဲ့တရားရောက်တယ်တဲ့ဘုရားရှင်ကအတ္တနင်းစေပိယဇညာနန္နံပါပေနတံယုတ်စေကိုတကယ်ရှင်းတဲ့ပုဂ္ဂိုလ်ဟာမကောင်းတဲ့တရားတွေနဲ့ကိုမရှင်းတန်ရဘူးဒါကြောင့်ကိုတဏှာကကိုတရားကိုခင်ကိုအမှားကိုပြင်ပြီးတော့ကိုပင်ကိုရှင်းရပါမယ်သဘောပေါက်ရဲ့လားသူတစ်ပါးကိုရှေ့ရမှာလားကိုရှေ့ရမှာလားကိုရှေ့တဲ့ပုဂ္ဂိုလ်ဒီကောင်းတာကိုလုပ်ရမှာလားမကောင်းတာကိုလုပ်ရမှာလားကောင်းတာကိုလုပ်ရမယ်ကိုပင်ကိုရှေ့ကိုအရေးမှာကိုကောင်းရတဲ့ဘသူအရေးမှာကိုအရေးမှာကိုကောင်းရစိတ်ဆိုတဲ့အမျိုးအစားလည်းပဲကောင်းတဲ့အရာတွေတဲ့မကောင်းတဲ့အရာတွေမှာရှင်သန်တာပို့ပြီးတော့မများဘူးလားများလားဒါကြောင့်စိတ်မဆိုးနဲ့ကောင်းနေဆိုတဲ့စကားလေးလို့ပေါ့ကိုယ့်ရဲ့စိတ်ဟာလောဘနဲ့ညှိနေမယ်ဒေါသနဲ့လည်းပဲညှိနေမယ်မောဟတွေမာနတွေနဲ့ညှိကပ်နေမယ်ဆိုရင်ကိုယ့်ရဲ့စိတ်ဟာကောင်းနေသလားဆိုးနေသလားအဲ့ဒါကြောင့်ဒီဆိုးနေတဲ့စိတ်ဟာကိုကောင်းတာကိုပေးမှလားမကောင်းတာကိုပေးမှလားဒါကြောင့်စိတ်မဆိုးနဲ့ကောင်းနေသဘောပေါက်ရဲ့လားအဲ့ဒါကြောင့်ကိုကောင်းအောင်ပြုပြင်ဖို့ဆိုလို့ရှိရင်လည်းပဲကိုယ့်ရဲ့စိတ်ကလေးတွေဟာလောဘနဲ့ကင်းနေမယ်ဒေါသနဲ့ကင်းနေမယ်မောဟနဲ့ကင်းနေမယ်ဆိုရင်ကိုယ်အရေးမှာကိုကကောင်းနေခြင်းဖြစ်တယ်ဘသူရဲ့အရေးမှာသူတော်ဘာအရေးတဲ့ကိုအရေးကောင်းဖို့မလိုအပ်ဘူးလားလိုအပ်လားနတ္တမာတာပိဋ္ဌာအညေဝပိစ္ဆညာတကသမ္မာပနေဟိတံစိတ်တံတေယသောနံတတောကရေအခုယောဂီတွေအမျိုးတွေအားထုတ်နေတဲ့မချမ်းသာဖို့ချမ်းသာနိဗ္ဗာန်ချမ်းသာကိုရဖို့အားထုတ်နေကြတဲ့အခါတန်ဒုက္ခံထုံမချမ်းသာဖို့ချမ်းသာကိုမာတာတဲ့မွေးသားမိခင်ကျေးဇူးရှင်လဲနကရိယာမပြုလုပ်ပေးနိုင်ဘူးပိဋ္ဌာမွေးသားဖခင်ကျေးဇူးရှင်သည်လည်းပဲနကရိယာမပြုလုပ်ပေးနိုင်ဘူးအညေမိဘနှစ်ပါးမှအရှားတစ်ပါးဖြစ်တဲ့
ညာတကဝံပိစာတဲ့ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတို့ကလည်းပဲနကရေယုံမပြုတ်လုပ်ပေးနိုင်ဘူးသမ္မာပဏိဟိတံကောင်းစွာစောင့်တည်ထမ်းအပ်တဲ့စိတ်တံမိမိရဲ့စိတ်ကောင်းကသာလျင်နံထိုသူကိုတေရသောမြင့်တဲ့မြင့်မြတ်တဲ့မြတ်အောင်ကရေပြုနိုင်ရ၏နာတံမာတာပိတကရိယာအင်ညေဝါပိစညာတကသမ္မာပဏိဟိတံစိတ်တံပါပိယတေရသောနံတတော်ကရေလောကမှာဒီမေရှမ်းသာဘိုးချမ်းသာနိဗ္ဗာန်ရှမ်းသာကိုအမေကလှုပ်ပေးနိုင်ပါမလားအဖေကကောလှုပ်ပေးနိုင်ပါမလားအပေါင်းအသင်းမိတ်ဆွေတငယ်ချင်းတွေကကောလှုပ်ပေးနိုင်ပါမလားလှုပ်ပေးနိုင်တဲ့တရားဟာသမ္မာပဏိဟိတံကိုယ်ဘဝတဲ့ကိုယ်စိတ်ထဲကိုပြောင်းပြောင်းမတ်မတ်လေးစောင့်တည်ရမယ်ထားရမယ်ကောင်းစွာထမ်းအပ်တဲ့ကိုယ့်ရဲ့စိတ်ကလေးစိတ်ကောင်းကလေးကသာလျင်ကိုယ်ဘဝကိုတဆင့်မြင့်တဲ့မြင့်အောင်လုပ်ပေးနိုင်ပါတယ်အဲဒါကြောင့်ကိုယ်အရေးမှာကိုယ်ကောင်းဖို့မလိုအပ်ဘူးလားလိုအပ်လားကိုယ်အရေးမှာကိုယ်ကောင်းရာကိုယ်ကောင်းရင်တော့ဘသူပဲရှမ်းသာမယ်ကိုယ်ရှမ်းသာမယ်ကိုယ်ကောင်းရင်ကိုယ်ရှမ်းသာကိုယ်နိဗ္ဗူကိုကိုယ်တိုင်ရှာရပါမယ်ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေကိုကောင်းမှုတွေကိုလုပ်နေပြီရရှိသလောက်ကြိုးစားအားထုတ်နေပြီဆိုရင်ဘသူချမ်းသာမယ်ဘဝမှာအရေးအကြီးဆုံးဟာဘသူဘဝကောင်းစားရေးအဲ့ဒါကြောင့်ကိုတဏှာကကိုတရားကိုခင်တဲ့ဒါနသီလဘာဝနာတရားတွေကိုခင်မင်းရင်းနှီးအောင်ပေါင်းသင်ရမယ်ကိုအမှားကိုလည်းပဲကိုပြင်ရမယ်ကိုပင်ကိုရှစ်ခင်ဖြစ်အောင်နေရမယ်ကိုအရေးမှာကိုကောင်းအောင်ကြိုးစားရမယ်ကိုအရေးမှာဒါနသီလဘာဝနာတရားတွေနဲ့ကိုဘဝကိုထုံမွမ်းထားပြီဆိုရင်ဒါကိုအရေးမှာကိုကောင်းနေပြီကိုကောင်းရင်တော့ကိုပဲချမ်းသာလာမယ်သဘောပေါက်ရဲ့လားဒါကြောင့်မိမိဘဝကောင်းစားရေးဒါနကုသိုလ်ဘာဝနာကုသိုလ်ဝိပဿနာကုသိုလ်တွေကိုအချိန်ရသမျှဘဝထဲမှာစုဆောင်းထားဖို့မလိုအပ်ဘူးလားလိုအပ်လားသူကောင်းပုံညာတဥစ္စရောပုံညာတကုသိုလ်ကောင်းမှုတို့ကိုဥစ္စရောစုမိဆောင်မိခြင်းသည်သူကောင်းချမ်းသာဖို့ပဲကိုယ့်ရဲ့ဘဝထဲမှာကုသိုလ်ကောင်းမှုဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေကိုရသမျှစီးပူးပြီးတော့စုဆောင်ထားမယ်ဆိုရင်သူခေါ်တဲ့ဘသူချမ်းသာဖို့ကိုချမ်းသာဖို့ဒါကြောင့်မာဝမညေထပုံညာတနမန္တံအာဂမိတ္တိဩဒ္ဓဘိန္ဒုနိဗ္ဗာန်တေနဩဒ္ဓကုံဘောဝပုရတိမန္တံတဲ့အနည်းငယ်မြသောကုသိုလ်ကံကိုနအာဂမိတ္တိငါထံသို့မရောက်လာလက်တန်းဟူ၍မာဝမညေထတဲ့မအောင်မဲ့မမတ်ထင်နဲ့ဩဒ္ဓဘိန္ဒုနိဗ္ဗာဒေနတဇက်ကြားကမြဖြင့်ဩဒ္ဓကုံဘောပိယာဝင်ဩတော်လည်းပဲပူရတိယထာတဖြည်းဖြည်းပြေးလာတဲ့ကဲ့သို့ဒီရောပညာရှိသောပုဂ္ဂိုလ်သည်လည်းပဲထောကံပြီးအနှဲငယ်မြသောကုသိုလ်ကောင်းမှုတို့ကိုအာစိနံသောလေးလာစီပူအားထုတ်အပ်သည်ရှိသောပုံညာတကုသိုလ်ကောင်းမှုသည်ဒီရတိတဲ့ကိုယ်ဘဝထဲမှာပူရတိတဲ့ကိုယ်ဘဝထဲမှာပြည့်ရလာပါတယ်ကိုကအိမ်မှာဘုရားတောက်တော်ရည်လေးတွေကန့်လိုက်တယ်အမှုမှန်အမှန်ပဲအဲ့ဒီကုသိုလ်ကံကိုအာယုံမပြုဘူးစွမ်းတော်လေးတွေကန့်လိုက်တယ်အမှုမှန်အမှန်ပဲထားလိုက်တယ်အဲ့လိုမလုပ်နဲ့တဲ့ဘုရားရှင်ကမာဝမညေထပုံညတာတဲ့ဒီကုသိုလ်လေးတွေဟာနည်းနည်းလေးပဲငါစီကိုအကျိုးပေးသောအဖြစ်မရောက်နိုင်ဘူးလို့ကုသိုလ်ကံကိုအထင်မသေးနဲ့မိုးရေမိုးပေါက်တို့ဟာတစ်စက်ချင်းကြားပံများလာတဲ့အခါ
ယာဝင်အိုးတဲ့တော်မှပြည့်စုံသွားသလိုပဲမိမိဘဝခန္ဓာအိမ်ကြီးဟူသောယာဝင်အိုးတဲ့ကိုကုသိုလ်ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တည်းဟူသောမိုးရေမိုးပေါက်တို့ကိုကျင့်ပံများစွာကြပေးလို့ရှိကိုယ်ဘဝကိုယ်ခန္ဓာကြီးတည်းဟူသောယာဝင်အိုးတဲ့မှာကုသိုလ်တွေမကြေလာမလားပြေးလာမလားဘုရားရှင်ကဒါကိုပြောတာမိုးပေါက်ပမာစုဆောင်ပါဘာတွေကိုစုဆောင်ရအိမ်မှာအမှုမှအမှန်မဲ့လှုပ်တဲ့လမ်းမှာသွားနေတဲ့အခက်ခဲတွေးနေတဲ့လူတယောက်ကိုတွေ့ရင်အမုံဘိုးပေးလိုက်တယ်ထမင်းဘိုးပေးလိုက်တယ်ဒါပေမဲ့ကိုကအဲ့ဒါလေးတွေကိုကောင်းကောင်းမွန်မအာယုံမပြုတ်ဘူးအမှုမှန်မဲ့လှုပ်လိုက်တယ်အမှုမှန်မဲ့ပေးလိုက်တယ်အဲ့လိုမလှုပ်နဲ့တဲ့လေးနဲ့လှုပ်ပါဖယံတောက်တော်ကြီးပဲကဆွမ်းတော်ပဲကလမ်းဘေးမှာတွေးနေတဲ့ကိုယ်တဲ့နှင်းကြတဲ့ပုဂ္ဂိုလ်ကိုလှူဒန်းတာပဲဖြစ်တဲ့ဒီကောင်းမှုကုသိုလ်ကံတွေဟာငါ့ကိုဧကံမုတ်ချငါစီကိုရောက်လာမှာပဲလို့နှလုံးသွင်းပါကောင်းကင်ကတစ်စက်ချင်းကြားလာတဲ့မိုးရေတွေဟာယာဝင်အိုးတွေကိုကျိန်ပံများစွာကြားလာလို့ရှိရင်ဒီယာဝင်အိုးကြီးဟာပြည့်လာတလို့ပဲကိုယ်ဘဝကိုယ်ခန္ဓာဒီဟုသောယာဝင်အိုးတွေကိုဒါနကုသိုလ်တည်းဟူသောမိုးရေမိုးပေါက်သီလကုသိုလ်တည်းဟူသောမိုးရေမိုးပေါက်ဘာဝနာကုသိုလ်တည်းဟူသောမိုးရေမိုးပေါက်တို့ကိုကျင့်ပံများစွာရွာတန်းပေးလို့ရှိရင်ကိုယ်ဘဝတည်းမှာကိုယ်ဘဝတည်းဟူသောယာဝင်အိုးတည်းမှာကုသိုလ်တွေတစ်နေ့တစ်ခြားမပြေးလာမှာလားပြေးလာမှာလားအိုခြင်းနာခြင်းသိခြင်းမကင်းတဲ့ဒီဘဝဒီခန္ဓာကြီးကိုရထားတာမဖြစ်ခြင်းဓာတွေကိုအဖြစ်များနေတဲ့ကိုယ်ဘဝတည်းဟာတဏှာစရာသိတ်ကောင်းတယ်တဏှာစရာကောင်းတဲ့ဒီဘဝဒီခန္ဓာကိုတခြားနဲ့ကယ်တင်ရမှာလားကုသိုလ်နဲ့ကယ်တင်ရမှာလားကုသိုလ်ဒီဟူသောမိုးရေမိုးပေါက်ကိုကျင့်ပံများစွာအားထုတ်လာခဲ့မယ်ပြုလုပ်လာခဲ့မယ်ဆိုရင်ကိုယ်ဘဝယာဝင်အိုကြီးပြည့်ပြီးတော့တနေ့တခြားမအေးချမ်းလာမှာလားအေးချမ်းလာမှာလားအေးချမ်းလာမယ်ဒါကြောင့်မိုးရေမိုးပေါက်ကဲသို့မိမိဘဝတည်းမှာဒါနကုသိုလ်တွေသီလကုသိုလ်တွေဘာဝနာကုသိုလ်တွေကိုကျင့်ပံများစွာရွာတန်းပေးဖို့မလိုအပ်ဘူးလားလိုအပ်လားအဲ့လိုရွာသွန်းပေးဖို့အတွက်ဒါကြောင့်လည်းပဲအခုလိုတို့အမျိုးတွေတရားဓမ္မတွေကျင့်ကြံကြိုးစားအားထုတ်ပြီးတော့လည်းပဲမနေကြဘူးလားနေကြလားတရားအားထုတ်တယ်ဆိုတာဘာဇတ်သိမ့်ခြင်းလို့ဒီခန္ဓာကြီးကိုယံထမ်းသမျှအစပိုင်းကပြောခဲ့သလိုလူသက်ကောင်၄ယောက်စီမှာတော့ဘဝတိုင်းအသက်ခံရမှာတဏှာစရာသိတ်ကောင်းတဲ့ကိုယ့်ရဲ့ဘဝဒီသူတို့ဘဝကလွတ်အောင်သူတို့တတ်ကွင်းတဲကလွတ်အောင်တခြားရှိတာလားတရားပဲရှိတာလားဘာတရားကိုအားထုတ်ရမလဲဆိုတော့ဝိပဿနာတရားဘာတရားပါလဲအခုတို့အမျိုးတွေဝါဆိုလမ်းပြည့်နေဟာနောက်ဆုံးနေဖြစ်တဲ့တရားဓမ္မအားထုတ်လာလိုက်ကြတာခန္ဓာဉာဏ်ရောက်ဝိပဿနာတရားတွေအထုတ်ပြီးလာနေကြလိုက်တာကိုယ်ဘဝမအေးချမ်းခြင်းလို့လားအေးချမ်းခြင်းလို့လားဒုက္ခရဲ့အဆုံးမှာဘာတွေရှိတယ်လို့ပြောကိုကြုံတွေ့နေရတဲ့ဒုက္ခရဲ့အဆုံးမှာဘာရှိတယ်နိဗ္ဗာန်ပဲရှိတယ်ဒီဒုက္ခတွေမဆုံးနိုင်လို့ဒုက္ခနဲ့စားလိုက်ဒုက္ခနဲ့ဆုံးလိုက်သွားပြန်ပြီးတဘဝလာပြန်ပြီးနောက်တဘဝဒုက္ခနဲ့စားလိုက်ဒုက္ခနဲ့ဆုံးလိုက်ဇာတိပိဒုက္ခနဲ့စားတဲ့ဘဝကြီးကိုမရဏံပိဒုက္ခနဲ့ဆုံးသွားရောစားလိုက်ဆုံးလိုက်ဒုက္ခတွေးရလားဒုက္ခနဲ့စားတဲ့ဒုက္ခနဲ့ဆုံးတဲ့လာပြန်ပြီးနောက်တဘဝဒုက္ခနဲ့စားတဲ့ဒုက္ခနဲ့ဆုံးဒီလိုဒုက္ခတွေရဲ့အဆုံးမှာတော့ဖြင့်ဘာရှိနေတယ်နိဗ္ဗာန်ဒုက္ခရဲ့အဆုံးမှာနိဗ္ဗာန်ရှိတယ်မိမိရရှိထားတဲ့ဟောဒီခန္ဓာကြီးဟာလည်းပဲဖြစ်တာနဲ့
ပြက်တာပဲရှိဖြစ်ဒုက္ခနဲ့ပြက်ဒုက္ခပဲရှိရှေးခန္ဓာကဖြစ်လာလိုက်ပြက်သွားလိုက်နောက်ခန္ဓာအစားထိုးလိုက်ပြက်သွားလိုက်အဲ့ဒီနောက်အသက်ခန္ဓာဖြစ်လာလိုက်ပြက်သွားလိုက်ဖြစ်တာပြက်တာဖြစ်တာပြက်တာဒီနှစ်ခုပဲရှိဒီဖြစ်တဲ့တရားတော်ဟာတရားမအားထုတ်ရင်လည်းပဲရှိနေတာပဲတရားအားထုတ်ရင်လည်းပဲရှိနေတာပဲအရှိန်မရစက္ကန့်မလတ်ဖြစ်တဲ့တရားဟာရှိနေတယ်သို့တော့မကြည့်လို့မမြင်တာသဘောပေါက်ရလားဘာလို့မကြည့်လို့မမြင်တာနောက်တစ်ခုကဉာဏ်မကြည့်လို့မမြင်တာဘာမကြည့်လို့တရားအားထုတ်တယ်ဟိုရောက်ဒီရောက်ဟိုရောက်ဒီရောက်အိတ်လိုက်ငိုက်လိုက်တွေးလိုက်မျောလိုက်နဲ့နေသွားရင်ဉာဏ်ကကြည်ပါမလားအဲ့ဒီဉာဏ်မကြည်လို့ရှိရင်ခန္ဓာကပြနေတဲ့ဖြစ်ခြင်းနဲ့ပြစ်ခြင်းကိုမြင်နိုင်ပါမလားတရားရှာဘယ်မှာတွေ့တရားရှာကိုယ်မှာတွေ့တယ်တရားရှာခန္ဓာမှာတွေ့တယ်ပူတဲ့သဘောဟာပူတဲ့ခန္ဓာဖြစ်တယ်ပူတဲ့တရားဖြစ်တယ်အေးတဲ့သဘောအေးတဲ့ခန္ဓာနာတဲ့သဘောနာတဲ့ခန္ဓာကျင်တဲ့သဘောကျင်တဲ့ခန္ဓာထုံတဲ့သဘောထုံတဲ့ခန္ဓာဩဒီခန္ဓာကြီးထဲမှာဓမ္မောတိတဘာဝတရားဆိုတာသဘောပါပဲတရားဆိုတာတခြားလားသဘောလားဓမ္မောတိတဘာဝတရားဆိုတာသဘောပဲတဲ့ဒီသဘောတွေဟာအတုံးအခဲမဟုတ်ဘူးအဆိုင်အခဲကြီးလည်းမဟုတ်ဘူးတဲ့ဒီသဘောဆိုတဲ့အရာတရားအမြဲတမ်းငြိမ်သက်နေတဲ့အရာလည်းမဟုတ်ဘူးစက္ကန့်မလားနာရီမလားအမြဲတမ်းပြောင်းလဲနေတယ်ဖြစ်လိုက်ပြစ်လိုက်ဖြစ်လိုက်ပြစ်လိုက်ဖြစ်လိုက်ပြစ်လိုက်ပူတဲ့သဘောနာတဲ့သဘောကျင်တဲ့သဘောအောင်းတဲ့သဘောထုံတဲ့သဘောကျင်စသည်ဖြင့်မျိုးစုံဓမ္မောတိတဘာဝတရားဆိုတာသဘောပါပဲဒီသဘောတရားလေးဟာအဆိုင်အခဲမဟုတ်ဘူးအတုံးအခဲကြီးတွေမဟုတ်ဘူးမြဲမြံတဲ့အရာတွေမဟုတ်ဘူးအမြဲတမ်းပြောင်းလဲနေတဲ့အရာတွေဖြစ်တယ်ဒီအရာတွေကိုမြင်နိုင်အောင်ကြည့်ဖို့လိုအပ်တယ်မကြည့်ရင်တော့မမြင်ဘူးဉာဏ်မကြည့်ရင်လည်းပဲမမြင်ဘူးမျောပြီးတော့တဏှာဤသာပြေးသွားတယ်ဟိုတွေးလိုက်ဒီတွေးလိုက်အိမ်ငိုက်လိုက်ပါသွားပြီးသွားပြန်ရောတဏှာဤသာပြေးလာပြန်ပြီဟိုတွေးဒီတွေးဟိုစီးပွားရေးရောက်ဒီစီးပွားရေးရောက်ကြည့်လို့ကိုကြည့်ရမှန်းကိုမျောပြီးတော့နေတာသဘောပေါက်တယ်နော်အဲ့လိုမျောနေတဲ့အခါကိုယ့်ရဲ့စိတ်ထဲမှာဉာဏ်ကကိုယ့်ရဲ့ခန္ဓာထဲမှာဉာဏ်ကကြည်ပါမလားမကြည်နိုင်ရင်ဒီသဘောတရားလေးတွေကိုမမြင်နိုင်ဘူးအမျိုးတို့ဒီသဘောလေးတရားလေးတွေကိုမြင်နိုင်မှလည်းပဲဒုက္ခအဆုံးကိုရောက်မှလေမမြင်နိုင်တဲ့အခါဒီသဘောတရားလေးတွေဟာသဘောခန္ဓာလေးတွေဟာရှေ့ကသဘောခန္ဓာကပြတ်သွားလိုက်နောက်ကသဘောခန္ဓာကအစမ်းထိုးလာလိုက်အဲ့ဒီအစမ်းထိုးတဲ့သဘောခန္ဓာကပြတ်သွားလိုက်အသက်ခန္ဓာကအစမ်းထိုးလိုက်ဒီလိုပဲသွားနေတာညာနဲ့ကြည်ပံများလို့ရှိရင်တော့ဒီဖြစ်ခြင်းပြစ်ခြင်းဖြစ်ခြင်းပြစ်ခြင်းဒီနှစ်ခုဟာညာနဲ့ကြည်ပံများရင်သူတို့အားအင်တွေကုန်ခန်းလာတတ်တယ်အားအင်တွေကုန်ရင်တော့အကြောင်းတွေကုန်ရင်အကျိုးလည်းကုန်သွားတတ်တယ်သဘောပေါက်လားသမုဒ္ဒရာသေတယ်လို့ခေါ်တယ်အဲ့လိုသမုဒ္ဒရာသေဖို့အတွက်ဒီအကြောင်းတွေအကျိုးတွေကုန်ဖို့အတွက်ဉာဏ်နဲ့ထပ်ပံတလဲလဲကြည်ပေးဖို့မလိုအပ်ဘူးလားလိုအပ်လားဉာဏ်နဲ့ကြည်ပံများရင်ဉာဏ်နဲ့ကြည်ပံများလာရင်ကျင့်ပံများစွာကြည်ပံများရင်ဒီဖြစ်ခြင်းပြစ်ခြင်းတရားတွေဟာအာအင်တွေကုန်ခန်းလာတတ်တယ်အာအင်တွေကုန်ခန်းတဲ့တနေ့ဖြစ်ခြင်းပြစ်ခြင်းတရားတွေဟာလည်းပဲစိတ်သုံးသွားတတ်တယ်ဖြစ်တဲ့အဆုံးမှာဘာရှိဒါကြောင့်တို့အမျိုးတွေတရားဟောတဲ့ပုဂ္ဂိုလ်တရားနာတဲ့ပုဂ္ဂိုလ်ရရှိထားတဲ့ဒီဘဝဒီခန္ဓာကြီးတည်တခြားရှိတာလားဒုက္ခပဲရှိတာလားဒီဒုက္ခကြီးရလည်းပဲဖြစ်လိုက်ပြစ်လိုက်ဖြစ်လိုက်ပြစ်လိုက်ဖြစ်လိုက်ပြစ်လိုက်ဒီနှစ်ခုနဲ့ပဲလဲပတ်နေတာကိုကမေ့နေတဲ့အခါမှာမမြင်ဘူးဖြစ်တယ်မျောနေတဲ့အခါမှာမမြင်ဘူးဖြစ်တယ်သဘောပေါက်တယ်နော်ဒါကြောင့်ဒုက္ခအဆုံးမှာဘာရှိတယ်အဲ့ဒီခန္ဓာဒုက္ခဖြစ်ခြင်းပြည့်ခြင်းအဆုံးကိုရောက်အောင်တွန်းဖို့အတွက်
အသက်ရှင်သမျှကာလပတ်လုံးတို့အမျိုးတွေမကြိုးစားရမှာလားကြိုးစားရမှာလားမချမ်းသာဘုချမ်းသာကိုရအောင်ကြိုးစားအားထုတ်ကြရင်ဖြင့်ကိုတရားကိုခင်နိုင်ကြပါစေတန်တရားတစ်ချောင်းလုံးမှားလာခဲ့သောကိုအမားတွေကိုကိုပြင်နိုင်ကြပါစေကိုရှမ်းသာရာကိုလည်းပဲကိုယ်တိုင်ရှားပွဲနိုင်ကြပါစေလို့ဆန္ဒပြုရင်းတရားအဆုံးသတ်ကြမယ်လက်အုပ်ကလေးကိုစီရှိထားကြဗမ္မာဒံဗယံတောဒိဋ္ဌာအပမဒိဉ္စခေမတောဗမ္မာဒံဗယံတောဒိဋ္ဌာအပမဒိဉ္စခေမတောဘာဝေထကိငိကံမေကံဧတံဗုဒ္ဓံနုတံတနိဗမ္မာရံကုသိုလ်ကောင်းမှု၌မေလျောခြင်းကိုဘယတောအိုဘေနာဘေတိခြင်းပေဟုဒိဋ္ဌာရှုမြင်ပြီး၍အပမဒိဉ္စကုသိုလ်ကောင်းမှု၌မမိမလျောခြင်းကိုခေမတော်အိုဘေကင်းယာနာဘေကင်းယာဒေဘိကင်းယာဟုဒိဋ္ဌာရှုမြင်၍အဒိငိကံအင်္ဂါ၈ပါးရှိသောမေခင်ကံမေခင်ကိုဘာဝေထပွားများလိုက်ကြပါကုန်လောဧတံဤမေကိုပွားဟုဆုံးမခြင်းသည်ဗုဒ္ဓနံကင်္ဂဝါလူသည်စုမကပွင့်တော်မူကြကုန်သောစုစုသောဘုရားခြင်းကိုရောမြတ်ကြီးတို့ဤအနုတတနိအဘံဗန္တတဆုံးမအပ်သောအဆုံးအမဩဝန္ဒပါပေတည်း